3လက်ပါတယ်ဒီလက်ပါတယ် ညီလေးဟာမင်းအမကြီးတစ်ချက်ပြီးတစ်ချက်ဇက်တိုက်ရိုက်တာအဲ့ဒါလေးကိုလက်လေးပဲကာပြီးဟာမကြီး မောင်လေးတွေးသိငယ်မဖြစ်ကိုကြည့်ပါဦးမပြောချင်ဘူး ဘာဖြစ်လာတော့ ဘာဖြစ်ရမှာတော့ရန်ဖြစ်လာတာဟဲ့ငါအပိကိုဆင်းခဲ့ပြီ ဒီပြုံးစားကြီး ပြောရတယ်ဟဲ့3ရက်လောက်ခွဲပြီးတာနင်သိပါတယ်နင်ရောက်ခါချမ်းဟဲ့တနေ့အိမ်မပြန်မလာတာနောက်ကျရနဲ့အလောက်ကဟိုလောက်ဒီလောက်ပြောရနဲ့ငါ့ကိုလေလက်ပါတယ်ဒီလက်ပါတယ် ဟာလက်ပါတော့ ယောက်ျားလက်ပါတော့မိန်းမတွေကိုလက်ပါတော့လုံးဝတီးမခံနိုင် ဒါ ဘူး တော့တီးမခံနိုင်တော့ဘူးလေနော်အခုသူ့မမလေမမလေသူ လိုက်လာပြီနေမှာဟဲ့မပြန်လိုက်ဘူးလို့ပြောလိုက်ငါမအိမ်မှာတက်တက်လုံးနေမယ်လို့ပြောလိုက်နင်ကိုမလေး ခွင့်ပေးလိုက်ပါဦးမယ်ကွာမင်းမလာလားဩခင်ဗျလာရဲသေးတယ်နော် ဟုတ်ပါအမျိုးသမီးတယောက်ကိုအဲ့လိုကိုတီးလက်ရောက်ကျိုးလွန်းတာလုံးဝမကြိုက်ဘူးကျမတို့က ခင်ဗျကိုလေလူကောင်းမှပြီးကျုပ်ပေးစားခဲ့တာကျုပ်မောခင်ဗျရက်တွေပါပါခင်ဗျမလုံးလုံးလားအကိုကလက်မပါပါဘူးညီလေးဟာမင်းအမကြီးတစ်ချက်ပြီးတစ်ချက်ဇက်တိုက်ရိုက်တာအဲ့ဒါလေးကိုအကိုလက်လေးပဲကာပြီးဟာမကြီးမင်းမလေးတက်ပြီလားမင်းရောတတောက်မကြီးတာမင်းဦးလေးတော်ပြောပြလိုက်က လေးဟုတ်လား ဟုတ်တယ်မမေကဒီလောက်တော့ အဲနော်လာရောက်လာလေးမင်းမကြီးပြန်ကြအောင်ကွာသူများရင်အားနာစရာကြီးစိတ်ပြေပါတော့ကွာငါလည်းတော်တော်နားနေပါပြီ မလိုက်ဘူး ဟိုရဲဟိုစိတ်ဆိုးနေတော့လေဟိုသွေးပူနေတော့ဆိုတော့2ရက်3ရက်လောက်ဟိုသားမီးညောင်ကိုခဏထားခဲ့လိုက်ဟိုပြီးရင်ကျွန်တော်တို့ကိုယ်တိုင်လေဟိုပြန်လိုက်ပို့ပေးမယ်လीနော် ဟုတ်ပါတယ်ကိုရဲ့ကိုညီမတို့ဖြောင်းပြပြီးတော့တေချာပေါက်ပြန်ပို့လိုက်ပါမယ် မပြန်ဘူး သွားလိုက်တော့နော်စိတ်ချလိုက်ထားခဲ့လိုက်လာတော့လိုက်စီရလေးမလေးကလေးကစီရလေးတော့ 3ကြည့်လိုက်ပါဦး main ကိုရဲ့ anniversary လေးအတွက်အင်းကြိုက်တဲ့စိန်လေးဆက်လိုက်ဝယ်ထားတယ် ဟဲ့လောက်လိုက်တော့ thank you အခုစားမလို့လားဒီတော့မစားရသေးဘူး ခုလေးပဲ မလေးတားလေးကကိတ်မုတ်စားကြတာလားလာရှင်းပေးမယ်တော့မမေတော့စားမယ်နော် ။ဘာကြီး ပြီးမှမမေတော့ဝတ်ကိုဒီကဲတကလည်းထားလို့ရနော်နာ ။ရတယ်လေ ကို ။ဘာလို့ အော်အမရှိရှိလားရှင် အားရှိရလာ ဟုတ်ကဲ့ရှင် ကြော့ ဟုတ်ကဲ့ရှင် လက်ကကလေးကလာတာလက်ဆွဲလို့ခေါ်တာပေါ့နော် ဟုတ် အစ်စ်လား အစ်စ် အော်အဲ့တော့မစိန်လေးကိုလက်နေရ ဟုတ်ကဲ့ဟုတ်လား ထိုင်အိုးလက်စုပ်ကလေးဒါလေးကအခြေလက်စုပ်ခေါ်တာနော် ဟုတ်ကဲ့ ဝယ်မယ်လုပ်နေတာထိုင်ရမလားမပတ်ခေါ်ပေးမယ်နော် ဟုတ်ကဲ့ရှင် ဟုတ်လားအန်ဒီ ဟုတ်တယ်တသားရဲ့ သားစားကြည့်လို့ ဒါတီတီဆွေးတွဲသားရဲ့ အားရှောက်တယ်သားစားတော့ ဟိုအမလေးတကယ်လည်းကြားလို့မသိဘူးနော်အိမ်မနေရတဲ့နှစ်ပတ်တောင်ကြော်နေပြီလင်းများတော့တေးသေးစစ်စစ်လေးမနေရအောင်ကလေးကတစ်မျိုးသူကတစ်မျိုးနဲ့စိတ်ညစ်လာပြီတကယ်အရင် ။မလေးချက်စရာလေးကနေစိတ်ဆိုးနေအောင်မလေး။ ဖေးအေးတော့အဲ့ဒါရောက်နေငယ်ချင်းဆိုတော့မသိဘူး အဲ့ဒါလာတဲ့ကွာတော့ ဒီဘာဖြစ်လာမင်းလာရဒါမှမဖြစ်ပါဘူးစိတ်ရှုပ်လို့ဒါနဲ့ဒီကလေးက ဒီစားလို့လည်းမကောင်းဘူး ငါရောက်မှရဲ့သားအော်နင့်တော့ဝင်လာတဲ့မုံလေးယူသွားပြီဟမ်ယူသွားပြီအေးအဲ့လာကကြည့်လိုက်တော့ငါတို့လေစိတ်ညစ်လို့လေတကယ်စင်ကောင်းနေခံရတယ်လို့ပဲသိလားအဲ့မိမကြီးဒီကနေထွက်သွားအောင်လို့ငါမှအကြံရှိဟမ်ဘာကြံဟဲမိမတွေဆိုဥတိုတဲ့မျိုးမလားသူ့ယောက်ျားနောက်မိမနဲ့ရှုပ်နေလို့အတန်ကြားရင်သူတင်းရနဲ့ချင်းပြန်သွားမှာပဲဟဲ့သူ့ယောက်ျားကသူ့မုံပေါင်းမှာသူ့မုံပေါင်းသူ့အိမ်ကဟာပဲကြိုက်တာညီကများစကူးရင်မနေနဲ့လေနေကလည်းမပြောနိုင်ဘူးလေငါလုပ်ကြည့်ပါဦးမယ်တော့သူ့ကတော့ပြီးစမ်းပါလေဟယ်လိုကိုလင်းလား ဟုတ်ဘာလို့လဲမသိဘူး အော်ကိုလင်းကိုစိတ်ဝင်စားနေတဲ့တယောက်ပါ ။အော်ဖုန်းမနေတင်တယ်ဗျ။ကျွန်တော်မိမလည်းရှိရယ်ကလေးလည်းရှိရယ်ဗျ။ဘာလဲမသိဘူးကျွန်တော်တော့လည်းတစ်ခါဘလော့ပြီနော် ဟဲ့ပါတယ်လေဘလို့မဲတဲ့ညငါပြောပါတယ်မအောင်မြင်ဘူးလို့သူကလည်းအတုံးအင်းနော်ဟာနောက်တနည်းရှိသေးတယ်လာပြန်ပြီစိတ်ညစ်ပါအဲ့ဒါအောင်မြင်နိုင်တယ်ဟုတ်လားကြည့်နေဟယ်လိုကိုလင်းလားရှင် ။ဟုတ် ဝယ်လေးအခုကျမတို့စီမှာရွှေဝယ်သွားတာလေအဲရွှေလက်စွပ်လေးကစားမဲ့ပေါက်လို့ရှင် တကယ်ကြီးလား ဟုတ်ကဲ့ ဆိုင်ကပစ္စည်းတွေရမ်းစုံလို့ပြကြင်လို့ခေါ်ကိုလာတာတမင် မလေးညီလို့လည်းညီကျုပ်လည်းမဝယ်ပေးပါဘူး ဒီဇိုင်းတက်ရောက်နေတာနော်နော် အကုန်လုံးလိုချင်စရာလေးတွေကျတော့ဒါလေးလာတော့ဒါလေး ရောက်ပါ ဟဲ့ ဟိုလေဟိုနားလေ
ဟိုရောင်းမရဲ့ယောက်ျားလားလို့ကောင်မလေးတယောက်ငယ် ဟုတ်တယ် ကောင်မလေးငယ်လေးတော့နော် ကမလေးမတွေ့ပါဘူးနော်သူတယောက်တည်းတွေ့ရပါ အမကလည်းဟိုမှာကောင်မလေးတယောက်နဲ့ဘလူးပလဲလုံနေရလေမတွေ့ဘူးလား အဲ့လိုလောက်တက်ဘူးနော်ကျမယောက်ျား ခေတနာဖြစ်ပြီလားမသိဘူးငါတို့တော့လောက်ခပါပဲဟဲ့ဟုတ်လားစားမစိတ်လိုက်နော် ဟုတ်တယ်ဟို time city ကပြည်စုံရှင်ကိုဒီအချိန်အရောက်လာခဲ့ပါဆိုပြီးအခုခေါ်ထားဖုန်းဆက်ထားတယ် မဆက်တာပါဘူးအကိုညီမတို့စီမှာအဲ့လိုမျိုးလဲမဲမဖောက်ပေးဘူး ဒီချာအောင်ပြန်မေးကြည့်လိုက်ဟာမိမဘာလို့လောက်တာလဲ နင်းရပါလားလောက်တာ အော်ယောက်ျားကလေလက်စွပ်ကန်ဆယ်ပဲပေါက်တယ်ဆိုလို့လာတာ ဟုတ်လားညီမလေးလက်စွပ်ကမစမ်းမပေါက်တာ လက်စွပ်ကန်ဆယ်မဲတော့မဖောက်ပေးရှင် ဟို နင်းနောက်မရအတွက်နင်းပစ္စည်းလာဝယ်ရမလား ဟာမိမဘာလို့ပြောဘယ်နောက်မရတော့မဟုတ်ပါဘူးဘာလို့ မလဲကောင်မ ဘေဘေအဲ့ကောင်မှတော့မရှိပါဘူးဆိုကွာမင်းကလေ နင်းနဲ့ငါနဲ့အိမ်မှာရှင်း ဟာမဟုတ်လေမိမဒီခုမှချီအောင်မော ငါအောင်ရ အမဘာကြည့်နေတော့လဲ ကြံလောက်တော့ဟဲ့နေမလို့လေကိုစိတ်နဲ့ကိုဆိုရလေဒီနေ့ပြန်မလို့ပါငါယောက်ျားနေလို့ထိုင်လို့အဆင်ပြေလို့ဘာစိတ်ပူနေတင်းငါ့ကိုမလေးကိုအကွက်တိတ်လောက်နေတာတကယ်ကွဲတယ်ဟဲ့ မမဒီရပုံလေမမကြီးဟိုလေမိမငိုဟာလာပြန်ခေါ်တာ လိုက်ခေါ်ရလား လိုက်ခေါ်တယ်လိုက်ခေါ်တယ်လိုက်မှမဟုတ်တာသူကနေ့နောက်မိမနဲ့ပဲအိမ်မှာနေခဲ့တော့တဲ့အိမ်မှာနေနောက်မိမနဲ့နေနေတဲ့ထင်ပါဆိုလို့နေအောင်မတလားကိုတဲ့သူ့ချော်ရင်နဲ့မလေ ကို ဝဲရွှေထဲဝဲ promotion တွေရောရှိရလက်ဆောင်လေးတွေလည်းပေးရလက်စွပ်ကန်ဆယ်မဲတော့မဖောက်ပေးရှင် ဟို နင်းနောက်မရအတွက်နင်းပစ္စည်းလာဝယ်ရမလား ဟာမိမဘာလို့ပြောဘယ်နောက်မရတော့မဟုတ်ပါဘူးဘာလို့ မလဲကောင်မ ဘေဘေအဲ့ကောင်မှတော့မရှိပါဘူးဆိုကွာမင်းကလေ နင်းနဲ့ငါနဲ့အိမ်မှာရှင်း ဟာမဟုတ်လေမိမဒီခုမှချီအောင်မော ငါအောင်ရ အမဘာကြည့်နေတော့လဲ ကြံလောက်တော့ဟဲ့နေမလို့လေကိုစိတ်နဲ့ကိုဆိုရလေဒီနေ့ပြန်မလို့ပါငါယောက်ျားနေလို့ထိုင်လို့အဆင်ပြေလို့ဘာစိတ်ပူနေတင်းငါ့ကိုမလေးကိုအကွက်တိတ်လောက်နေတာတကယ်ကွဲတယ်ဟဲ့ မမဒီရပုံလေမမကြီးဟိုလေမိမငိုဟာလာပြန်ခေါ်တာ လိုက်ခေါ်ရလား လိုက်ခေါ်တယ်လိုက်ခေါ်တယ်လိုက်မှမဟုတ်တာသူကနေ့နောက်မိမနဲ့ပဲအိမ်မှာနေခဲ့တော့တဲ့အိမ်မှာနေနောက်မိမနဲ့နေနေတဲ့ထင်ပါဆိုလို့နေအောင်မတလားကိုတဲ့သူ့ချော်ရင်နဲ့မလေ ကို